LGBT ဇာတ်ရုပ်ကိုတရုတ်ဆောင်ရပေမဲ့အခြားမင်းသားတွေနဲ့မတူဘဲပရိသတ်ရင်ထဲရောက်ခဲ့ရတဲ့မင်းသား၃ဦး LGBT character ကမြန်မာရုပ်ရှင်လောကမှာအလေးထားရိုက်ကူးရလဲနေသလိုရိုက်ကူးသမျှတွေကလည်းမိမရှာတယောက်ကိုအလေးမထားပဲပေါ်ပြက်ပြက်ဖြစ်စေတဲ့ character တွေသာများပါတယ်။တရုတ်ဆောင်တဲ့မင်းသားတွေကလည်းထင်သလောက်ရင်ထဲရောက်အောင်တရုတ်မဆောင်နိုင်ကြဘူးရှင်။ဒါပေမဲ့အခုဖော်ပြသွားမဲ့မင်းသားတွေရဲ့ LGBT character တွေကတော့ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ခဲ့ကြပါတယ်။နံပါတ်1နေတို gay character မိမရှာဇာတ်ရုပ်မှာအပြည့်ပြင်းအပိုင်နိုင်ဆုံးမင်းသားကိုပြပါဆိုရင်တော့နေတိုကိုပဲပြသရမှာပါ။မိမရှာတယောက်ဖြစ်စတင်တရုတ်ဆောင်ရတဲ့မာမီရှိန်ဇာတ်ရုပ်ကစလို့တာတူးရုပ်ရှင်တာတီကြီးနဲ့2025ခုနှစ်မှာလူကြိုက်များဆုံးဖြစ်ခဲ့တဲ့မြက်လက်တက်ပေမဲ့ရေစီကကျန်းတဲ့ရုပ်ရှင်ဇာတ်ကားကအသိမ်းစားတဲ့ဇာတ်ရုပ်တွေတိုင်းကပရိသတ်တွေရဲ့ရင်ထဲကိုဆွဲသွားစေတဲ့ character တွေဖြစ်ခဲ့တာပါမိမရှာဇာတ်ရုပ်ချင်းတူရင်တောင်မှကြည့်ရတဲ့ပရိသတ်တွေကိုမတူကွဲပြားတဲ့ခံစားချက်တွေပေးစွမ်းနိုင်တာကြောင့်မိမရှာအဖြစ်ပြပြတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်နံပါတ်2ကျော်ဟိန်အနုပညာလောကမှာဘယ်တော့မှအစားထိုးလို့မရနိုင်တဲ့မင်းသားတစ်လက်ဖြစ်တဲ့ဦးကျော်ဟိန်ကလည်းမိမရှာ LGBT တယောက်အနေနဲ့တရုတ်ဆောင်ခဲ့ပူပါတယ်ဦးကျော်ဟင်ရဲ့မိမရှာဇာတ်ရုပ်ကလည်းပရိသတ်တွေရဲ့ရင်ထဲကိုရောက်စေခဲ့ပြီးတကယ်မိမရှာလေးတယောက်အသွင်နဲ့ချစ်စပွဲဇာတ်ကောင်တစ်ခုဖြစ်ခဲ့တာပါနံပါတ်3ဒေါင်းအနုပညာအလုပ်တွေကိုဆွန့်ခွာသွားပြီးဖြစ်တဲ့မင်းသားဒေါင်းကလည်းပရိသတ်တွေရဲ့ရင်ထဲရောက်စေမဲ့မိမရှာဇာတ်ရုပ်ကိုပုံဖော်နိုင်ခဲ့ပါတယ်ဒေါင်းကလိပ်ပြဆိုင်ရုပ်ရှင်ဇာတ်ကားကြီးမှာမိမရှာတယောက်အနေနဲ့တရုတ်ဆောင်ခဲ့ပြီးသမီးလေးအပေါ်ဆွဲလန်းမှုတွေနဲ့တေဆုံးသွားတဲ့ဝိညာဉ်ဖြစ်သွားခဲ့ပါတယ်ဒီရုပ်ရှင်ဇာတ်ကားထဲမှာဒေါင်းရဲ့မိမရှာအသွင်ဖြင့်ပြပြမှုကဇက်ကိုပိုကြွသွားစေခဲ့ပြီးဇာတ်ကားကိုပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးရအောင်ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်အခုဖော်ပြခဲ့တဲ့ LGBT ဇာတ်ရုပ်ပြပြတဲ့မင်းသား3ယောက်ထဲမှာဘယ်သူကိုသဘောကျဆုံးဖြစ်မလဲရှင်